ရောရှိစမ်းပါကျွန်တော်ဂျပန်နေတာမင်းမရ အသေးဆုံးမှာ တော့ကဒီမှာနေရဟိုဂျပန်ကောင်းတဲ့ဝိုးဝေးမှာနေတော့ဒီမှာတော့နှောက်နေပြီနော် အဲ့ဒီကိုစတူလို့ချင်းစပြီးအဲ့ဒါမှဘယ်လိုဖြစ်မှာလဲအဲ့ဒါချစ်ပဲဖြစ်မယ်လို့ကောက်ချက်ချတယ် I should have အဖိုင် I love you ဒီမြန်မာပြည်ကကျွန်တော်ရဲ့ဖူးစာရှင်ရှိတဲ့နေရာထင်ပါရဲ့ဗျာ ကိုရီးယားမင်းသားတွေကသူနဲ့တိတ်တူတော့ပဲတိတ်ချော ပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းည9:55မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ ဖေဖော်ဝါရီလအတွက်မဟာအထူးအစီအစဉ်